တရားမနာဘူးလား Hello အားလုံးပဲမင်္ဂလာပါ Strive and Gain Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ကီလိုတွေထွက်လောင်းနေပြီးတော့ကျွန်တော်မှာ injury ရှိတာတကယ်ရောဟုတ်လို့လားလို့လူတွေကမေးကြတယ်ဗျ injury ရှိရနေဘာဖြစ်လို့ဆက်ပြေးနေရလဲလို့ထပ်မေးတယ်အဖြေကတော့ရှင်းပါတယ်ကျွန်တော် register လုပ်ထားတဲ့ဒီချင်းမိုင်မာရသွန်ပွဲကိုကျွန်တော် finisher ဖြစ်ချင်လို့ပါကျွန်တော်ရဲ့တန်ရာဘယ်လိုရလာလဲဆိုတဲ့အကြောင်းစပြောပြမယ်ပေါ့နော်ဟိုဒါဒီ training မစခင်မှာပုံမှန်ပြေးနေရင်ဖြစ်တာကိုပြောပြတာပါပြေးတဲ့အခါ platform ပေါ်တက်ဆင်းလုပ်တဲ့အချိန်အဓိကတော့တက်တဲ့အချိန်ပေါ့နော် land တက်လိုက်တဲ့အချိန်မှာ hamstring ကကျွန်တော်ကိုခြေထောက်ကိုအဲ့လိုပြန်ဆွဲထားတယ်အဲ့ဒါကိုသတိထားမိတယ်ပုံမှန်မဟုတ်တာကိုသတိထားမိတယ်အဲ့ဒီတော့နားလည်းမနာဘူးအဲ့လိုပြေးလို့ရှိရင်နည်းနည်းတင်းနေတာမျိုးလောက်ပဲရှိတာဗျာအဲ့ပြေးပြီးလို့ရှိရင်အကျော်လျှော့ပြီးရင်သူပြန်ပြောက်တော့ပြီးတော့ချင်းမိုင်မှာတော့ training စလုပ်တော့မယ့်အချိန်မှာ SCSC charity run ပွဲနဲ့သွားဆုံးတယ်အဲ့ဆိုတော့ကျွန်တော်အဲ့ပွဲမှာ 10k register လုပ်ထားတယ်လုပ်ထားတော့အဲ့ဒီ 10k ကကျွန်တော်ရဲ့ test run ပဲဆိုပြီးတော့ကျွန်တော်ပြေးလိုက်တယ်တခြားပြန်စဉ်းစားကြည့်တော့ကျွန်တော်အဲ့ဒီပွဲမှာဘာမှမလုပ်ဘူးcool down stretching မလုပ်ဘူးအဲ့ဒီပွဲပြီးတော့နည်းနည်းနာလာတာကိုတာမန်လာဝဲထင်ပြီးတော့ကျွန်တော်မီတာ400ကို10ခောက်ပြေးလိုက်တယ်အဲ့နှစ်ခုပေါင်းသွားလို့ဖြစ်ဖို့များတယ်ကျွန်တော် hamstring ကပိုနာလာတာပေါ့ဒီတုန်းကပိုပြီးတည်ရတာနာလာလဲဆိုတော့ကျွန်တော် training လုပ်ပြီးတော့တစ်လခွဲလောက်ဖြစ်မယ်အဲ့ဒီမှာပိုတည်တာလာတယ်ပြေးတဲ့အချိန်မှလည်းမကပဲနဲ့ပုံမှန်လှူရှားသွားလာနေတဲ့အချိန်မှလည်းအဲ့လို hamstring ကနည်းနည်းတင်းပြီးတော့နာတယ်ပေါ့နော်အဲ့လိုခြေတန်းဒီဘက်နားလေးပေါ့နော်အဲ့နားလေးတွေကအဲ့လိုမတိမတာတစ်ချက်အဲ့လိုကျင်းနေအမြဲတမ်းတနေ့လုံးဖြစ်နေရတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမကြာခဏအဲ့မှာကျင်းတဲ့ဟာကိုခံစားလို့ရတယ်ဗျဆိုတော့ကျွန်တော်2ရက်3ရက်လောက်စောင့်ကြည့်ပြီးတော့တိတ်အဆင်မပြေတာနဲ့ကျွန်တော် physio ဆေးကန်းတော့ပြလိုက်တယ်ဖြေကတော့ကျွန်တော်ပြောခဲ့သလိုပဲ hamstring strain ဖြစ်တယ် grade အနေနဲ့ပြောမယ်ဆိုလို့ရှိရင်1နှစ်ကြာလောက်ရှိမှတင်တယ်လမ်းလျှောက်နိုင်တယ်ပြေးလို့ရှိရင်နည်းနည်းနာတယ်ပြေးပြီးတဲ့အချိန်မှာကြွတာတင်းနေတယ်နာနေတယ်အဲ့ဒါဆိုရင်ကျွန်တော် injury ကနာနေရတယ်ကျွန်တော်ဘယ်လိုပြေးခဲ့လဲဆိုတော့ကျွန်တော်ပြောပြမယ်အဓိကတော့ကျွန်တော် physio ဆေးကန်းမှာ treatment ကိုတစ်ပတ်ကိုတစ်ချိန်သို့မဟုတ်2ချိန်လောက်လုပ်ဖြစ်တယ်လောင်းလန်းပြေးမဲ့ရက်မတိုင်ခင်မှာ2ရက်3ရက်နားလိုက်တာမျိုးတွေရှိတယ်ဥပမာဒီနေ့ပေါ်လူနေ့ပြေး training ပြီးရင်ကျွန်တော်ကြာတာပြေးတောက်ကြအောင်နားတယ်စနေနေ့မှာလောင်းလန်းပြေးတယ်အဲ့လိုပဲအင်္ဂါနေ့လောက်တရက်ပြေးပြီးရင်ကျွန်တော်3ရက်လောက်နားပြီးတော့စနေနေ့မှာလောင်းရပြေးပြီးတာနဲ့ကျွန်တော်ဆေးကန်းတော့ပြတယ်နားလိုက်ရင်တက်တာတယ်ဗျာပြေးပြီးရင်ပြန်လာတယ်အဲ့လိုလုပ်နေရင်လည်းဘာထပ်ဖြစ်လဲဆိုတော့ပထမ injury ရဲ့အောက်ဘက်ပေါင်နောက်ဘက်မှာပဲနောက်တစ်နေရာမှာနည်းနည်းထပ်ပြီးတော့အဲ့လို strain ဖြစ်တယ်ပေါ့နော်ဆေးကန်းတော့ treatment လုပ်တဲ့အချိန်ကျတော့နှစ်နေရာဖြစ်သွားတာပေါ့ခံကောင်းကျွန်တော်ဒုတိယဖြစ်တဲ့နေရာကတိတ်မချလိုက်ဘူးပြန်တက်တာတော့တယ် training မှာလည်းကျွန်တော်ကီလိုပြည့်အောင်မပြေးတာစိတ်ကမပြေးနိုင်တာနဲ့ခြေထောက်ကနာတာနဲ့ပေါင်းသွားပြီဆိုရင်ကျွန်တော်လမ်းလျှောက်တယ်ကျွန်တော်အဲ့ကီလိုရအောင်သွားတယ်19ကီလိုမှလည်းရှင်းနေမကောင်းတော့ကျွန်တော်ဆရာမတွေစီနီယာတွေကတော့ပြောတယ်ကီလိုထွက်တဲ့နေ့ကျရင်ကီလိုပြည့်အောင်ပြေးဖို့ရေးကြီးတယ်တဲ့အဲ့တော့လမ်းမဲလျှောက်ပြေးပဲပြေးရေးကြီးတယ်ဆိုတော့ကျွန်တော်လမ်းလျှောက်နေပါပြီကျွန်တော်ပြေးပဲပြေးကျင်တယ်တခြား workout တွေလုပ်လည်းမလုပ်ချင်ဘူးလုပ်လည်းမလုပ်ဖြစ်ဘူးအဲ့လိုကျင် workout တွေဆိုလို့ရှိရင်လည်းအဲ့လိုပုံစံမှန်လည်းတစ်ခုမှမလုပ်တော့ဘူးဒါပေမဲ့အခုမာရသွန်လည်းပြေးဦးမယ်injury ရလည်းရနေတယ်ဆိုတော့ strength training ကလည်းလုပ်ဖို့လိုလာတဲ့အခါကျတော့ကျွန်တော်ဘာလုပ်လဲ gym သွားတယ်အခြေခံကနေစတင်တယ် strength training လုပ်ဖြစ်တယ်အခုမှတင်နေတော့ဟိုထိထိရောက်ကြီးမဟုတ်ရင်တော့မှဘာမှမလုပ်တာတက်ဆိုင်လုပ်ဖြစ်နေတယ်ဆိုတော့ဒီလိုနဲ့ပဲနားလာကိုထင်းရင်းနဲ့တက်တာလာတယ်ပေါ့နော်တကယ်တော့တေချာချိန်ပေးပြီးတော့နားလာရင်အခုလောက်ဆိုပျောက်သွားပြီကျွန်တော်ဘာလို့မနားလဲဆိုလို့ရှိရင်ဒီခံစားချက်ကအပြေးသမားတော်တော်များများမှာရှိတတ်ကြပါတယ်။ဘာလဲဆိုရင် injury ရလည်းမနာကျင်ဘူး။နားနေလဲအဲ့လိုရတော့ပြေးမယ်။လုံးဝမရတော့မှရက်မယ်ဆိုတော့စိတ်မျိုးပေါ့နော်အဲ့လိုတော်တော်များများရှိတယ်။လုံးဝမရတော့မှသာလည်းနားမယ်ပေါ့။နားတဲ့အချိန်မှာနားပြီးတော့ injury ကိုပြောင်းအောင်လုပ်တင်တယ်။ကိုယ်သေချာမသိဘူးဆိုလို့ရှိရင်အဲ့လို injury ကပိုဆိုးသွားလိမ့်မယ်။ဆိုတော့အခုကြည့်နေတဲ့ပြေးသမားတွေကျွန်တော်လည်းမလုပ်ပါနဲ့ဆိုကြံပေးပြရစီ။နောက်ဆုံးပြောချင်တာကကျွန်တော်ဒီချင်းမိုင်မှာတော့မှရည်ရွယ်ထားတဲ့ကျွန်တော်ရဲ့ set ကိုပါ set 430 မှန်းထားပါတယ်။ဘာဖြစ်လို့ set 430မှန်းထားလဲဆိုတော့ကျွန်တော် tapering မလုပ်ခင် long run နေမှာ pace မျိုးစုံနဲ့အဲ့လိုစမ်းပြေးကြည့်တယ် pace တင်ပြီးပြေးလို့ရှိရင်နာတော့မပြေးနိုင်ဘူးဒါပေမဲ့အချိန်ကြာပြေးတော့လည်းနာတာပါပဲပြေးတော့သွေးပူနေလို့တခြားမသိဘူးဆိုရင်တော့မှအဲ့လိုပြေးပြီးလို့ရှိရင် hamstring ကအဲ့လိုအောင်းတောင်းဖြစ်နေဗျာ set 430ကိုပဲဘာဖြစ်လို့ရည်ရွယ်ထားရလဲဆိုတော့အကြောင်းတော့တစ်ခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဘောမာရသွန် major ပွဲတစ်ပွဲဖြစ်တဲ့တူဂျိုမာရသွန်မှာ entry selected ဖြစ်တာပါတယ်ကျွန်တော်ပြေးခွင့်ရထားပါတယ်အဲ့ဒီပွဲကလာမယ့်နှစ်2026 match တရက်နေ့ဆိုတော့အခုချင်းမိုင်ပွဲနဲ့ဆိုလို့ရှိရင်2လလောက်ပဲချတယ်ဒီချမ်းမာသွန်ဆိုတော့ကျွန်တော်တို့လိုပြောတဲ့ပြေးသမားတွေအတွက်ကြတော့အမြင့်ဆုံးပွဲပဲအိမ်မပဲကျွန်တော်တို့က Olympic ပွဲတွေအဲ့လို World Championship ပွဲတွေမှာနိုင်ငံကူစားပြုအနေနဲ့ပြေးဖို့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဘောမာသွန် major 9ပွဲရှိတယ်
အဲ့ဒီတော့ major 9ပွဲလုံးမပြေးနိုင်ဘူးဆိုရင်တော့မှအခုဝင်ခွင့်ရထားတဲ့ major ပွဲတစ်ပွဲမှာ finisher ဖြစ်ဖို့ပိုရေးကြည့်ပါတယ်အဲ့ဒါကြောင့်ဒီချင်းမိုင်ပွဲမှာကျွန်တော်တန်ရာထမ်းရခြင်းအခုသက်တမ်းလာနေတာကိုပိုပြီးမစိုးစေခြင်းဒါကြောင့်မို့လို့ကျွန်တော်ရဲ့ပထမဆုံးမာရသွန်ဖြစ်တဲ့ဒီချင်းမိုင်မာရသွန်မှာ injury game finisher ဖြစ်ရမယ်ရှောင်းအောင်သွားမယ်ဒုတိယအနေနဲ့ကျွန်တော် set 430ကို try မယ်ဟိုရင် training တွေမှာပြေးထားတာတွေက pace ကခွန်30လောက်ပဲရှိတယ်နောက်ဆုံးပြေးခဲ့တဲ့25ကီလိုလောင်းထဲမှာ average pace ကို620လောက်နဲ့ထိန်းပြေးနိုင်ခဲ့တယ်ဒီမှာကတ်တယ်ပြီးတော့ကျွန်တော်နားလာဒီနေရာကတ်တယ်我俩kilo 30啊，比အောင်ပဲမပြီးဘူးဇလန်25kilo နောက်တစ်ခေါက်ထပ်ပြေးခိုင်းတော့ပြေးရတယ်ပေါ့ဗျာညာဘက်တူကောင်30ကီလိုပြေးတော့လို့ပဲ15ကီလိုရောက်တော့နည်းနာကျွန်တော်ဘယ်ဘက်က hamstring ကိုညာရင်းနဲ့ညာဘက်ကိုတော့ထိရထင်တယ်ကီလို20ကျော်လာတယ်ပေးချတော့65လောက်တော့ရအောင်ထိန်းပြေးနေတယ်25ကီလိုအောင်မြင်တော့ပြီးဆုံးဒီရက်ကိုရက်သားအမြင်ရှိရတယ်စုပ်ပြေစုပ်ပြေအခုတော့ဒီပိုင်းပြီးရကစနေပြီနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် channel လေးကို subscribe လုပ်ထားပေးပါကျေးဇူးတင်ပါတယ်